ဒီဗီဒီယိုကိုကြည့်နေတဲ့မိတ်ဆွေတွေထဲမှာရောကိုနားမှာဘလို့လူမျိုးတွေထားနေလဲကိုပတ်ဝန်းကျင်မှာဘလို့လူမျိုးတွေရှိနေလဲပေါင်းနှုံမြောက်စားလူလေးပါတဲ့ပေါင်းဆိုတာကကို့အတွက်အကျိုးရှိတာတွေကိုပဲထပ်ပေါင်းပေးမဲ့သူလို့ဆိုလိုပါတယ်နှုတ်ဆိုတာကကို့အတွက်အနှုတ်လက္ခဏာတွေပြပြီးတော့အကျိုးရောက်အောင်ပဲလုပ်ပေးသွားမဲ့သူတွေလို့ဆိုလိုပါတယ်မြောက်ဆိုတာကတော့ကိုမြောက်စားအားပေးမဲ့သူလို့ဆိုလိုပါတယ်စားဆိုတာကကိုပဲညာစားသွားမယ်ဆိုတဲ့အဓိပ္ပာယ်လို့ဆိုလိုပါတယ်ဒီတော့အဲ့ဒီပေါင်းနှုတ်မြောက်စားလူ၄ပါးတဲ့ကအနှုတ်နဲ့အစားကိုတော့မိတ်ဆွေတို့တတ်နိုင်သမျှရှောင်ပြစ်အောင်ရှောင်ပေးပါဘာလို့လဲဆိုတော့ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာကိုယ့်ရဲ့အနီးနားမှာကိုအကျိုးတွေထပ်ပေါင်းပေးမဲ့သူလားကိုညာစားသွားမဲ့သူလားကိုအကျိုးရုပ်အောင်လှုပ်သွားမဲ့သူလားဆိုတာကိုခွဲခြားနိုင်မှကို့အတွက်အကျိုးရှိပါမယ်